Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အပြုံးကတမျိုးလေးနဲ့ထမင်းစားကောင်းနဲ့ဗာဟင်းလေးနဲ့စားပြမယ်ဆိုတာလိုက်ကြည့်ပေးကြပါဦးရှင်ကဲဒီမှာပါရှင်ဝက်ချင်မောင်လေးပါရှင်ဝက်ချင်မောင်ကိုအရင်လေးနဲ့ပြီးလောသီးလေးနဲ့လုံးဝချင်းချင်းဆက်ဆက်လေးချက်ထားပါလေရှင်ကဲတမျိုးလေးနဲ့ထမင်းစားကောင်းတဲ့ဟင်းလေးနဲ့အပြုံးနဲ့တူတူလိုက်စားကြပါဦးရှင်မတန်းနဲ့ချင်မောင်နဲ့ကိုလုံးဝချင်းချင်းဆက်ဆက်ချက်ထားပါလေရှင်ပြီးလောသီးလေးတွေလည်းအများကြီးထည့်ထားတယ်ဒါလေးကကြတော့အရင်လေးလည်းစမ်းစားလို့ရတယ်ချင်းချင်းဆက်ဆက်လေးနဲ့ဒါလေးတွေလည်းပို့စားတော့တမျိုးလေးနဲ့တော့လုံးဝထမင်းမယ်ပြောတော့ဒီလိုချိန်အရင်ချိန်ပြုံးနဲ့တူတူလိုက်စားကြအောင်နော်ဒီရင်လေးကချင်မောင်ရလေးပဲမြုပ်စားမလားပီလောသီးလေးပဲမြုပ်စားမလားဝက်သားလေးပဲစားမလားအကုန်ကောင်းတယ်ချင်မောင်ရနဲ့ပီလောသီးနဲ့ကတော့ခွဲလို့မရအောင်အရင်လိုက်တယ်နော်ဒီလိုဟင်းလေးတွေကြတော့ကတွင်းလေးအရင်လိုက်တယ်စားလို့လည်းကောင်းတယ်မင်းစားမကောင်းတဲ့လူတွေဆိုဒါမျိုးလေးချက်စားကြည့်အရင်စားကောင်းတယ်လေးဝတ်တာဝတ်သားလေးရလည်းချင်မောင်ရလေးနဲ့တိုးချက်ပြီးတမျိုးစားကောင်းအခုရက်ဆိုဒီမှာရာသီဥတုကပူတော့ပြင်းပြင်းဆက်ဆက်လေးတွေပဲကရင်းလိုက်တယ်အဲ့လိုဆိုဒီလိုဟင်းမျိုးလေးတွေချက်စားကြည့်ရမ်းကောင်းတယ်